အားလုံးပဲမင်္ဂလာပါခင်ဗျဆိုင်ငယ်ချစ်မိတ်ဆွေများလက်ပြီးကစတမာများလက်ပြီးမော်တော်ဆိုင်ငယ်ကိုစိတ်ဝင်စားနေတဲ့မိတ်ဆွေများအားလုံးကိုနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ကတော့ကိုစရာပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့လက်ပြီးဆိုင်ငယ်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဟောက်ချင်းဂရုဟာမော်တော်ဆိုင်ငယ်နဲ့အင်ဂျင်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာနှစ်ပေါင်းများစွာအတွေ့အကြုံရှိပြီးတော့နှစ်ပေါင်း20ကျော်အတွင်းဂုဏ်ထူးဆောင်စုပေါင်း100နီးပါးရရှိထားတဲ့အပြင်အရေးသွေးပိုင်းမှာလည်းထူးချွန်တဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်လက်ရှိမှာကမ္ဘာနိုင်ငံပေါင်း90ကျော်ကိုတင်ပို့ဖြန့်ဖြူးရောင်းချလျက်ရှိပြီးလက်ပြီး brand ဟာဆိုရင်ဖြစ်တရုတ်နိုင်ငံရဲ့နာမည်ကြီးမော်တော်ဆိုင်ငယ်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ဟောက်ချင်းဂရုရဲ့အတွေ့အကြုံနည်းပညာနဲ့ထုတ်လုပ်မှုစွမ်းရည်ကနေတစ်ဆင့်ဝေးဖွားပေါ်ပေါက်လာခဲ့တဲ့ဆိုင်ငယ် brand တစ်ခုပဲဖြစ်ပါတယ်လက်ပြီးမော်တော်ဆိုင်ငယ်ဟာမြန်မာနိုင်ငံတနိုင်ငံနဲ့အတွက် Orient တည်တံ့ထုတ်လုပ်ထားခြင်းမဟုတ်ဘဲနဲ့ကမ္ဘာနိုင်ငံအသီးသီးတို့တင်ပို့ရောင်းချနေတဲ့ဆိုင်ငယ် brand တစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်ကမ္ဘာဈေးကွက်မှာခိုင်မာတဲ့နေရာတစ်ခုကိုရယူထားတဲ့အပြင်အရေးအသွေးမြင့်ဆိုင်ငယ် brand တစ်ခုဖြစ်ကြောင်းကိုလည်းဂုဏ်ယူစွာဖြင့်လက်ပြီးဆိုင်ငယ်ကိုချစ်မြတ်နိုးတဲ့ဆိုင်ငယ်ချစ်မိတ်ဆွေများအားလုံးကိုအသိပေးအပ်ပါတယ်လက်ပြီးမော်တော်ဆိုင်ငယ်ဆိုရင်ဖြင့်ခင်မီနီးကျွညာများဖြင့်စနစ်တကျတက်ဆင်ထုတ်လုပ်ထားတာကြောင့်ခရီးဝေးသွားလာသူများအတွက်ဖြစ်စေနေ့စဉ်အလုပ်ကိစ္စများအတွက်ဖြစ်စေဆိုင်ငယ်စီးနှင်းသူများအတွက်စိတ်ချပြီးအကြမ်းခံတဲ့စက်ပိုင်းဆိုင်ရာဆွမ်းဆောင်မှုကိုပေးစွမ်းနိုင်တဲ့အပြင်ကောင်းမွန်တဲ့ driving experience ကိုလည်းရရှိစေမှာဖြစ်ပါတယ်အရေးကြီးဆုံးအချက်အနေနဲ့ကျွန်တော်ပြောပြချင်တာကတော့ဆိုင်ငယ်ဝယ်ပြီးရင်အပေါ်ပစ္စည်းအတွက်စိတ်ပူရမလားဆိုတဲ့အတွေးတွေကိုယခုချိန်ကစနေပြီးတော့မိတ်ဆွေတို့ဖယ်ရှားလိုက်ပါကျွန်တော်တို့လက်ပြီးဆိုင်ငယ်အတွက်လိုအပ်တဲ့မူရင်းဆက်အစိပ်ပိုင်းများလုံလုံလောက်လောက်ဝယ်ယူရရှိနိုင်တဲ့အပြင်ဆက်အစိပ်ပိုင်းအတွက်လိုအပ်တဲ့ဆက်ပစ္စည်းတစ်ခုချင်းစီကိုယခုမိတ်ဆက်ပြသပေးသွားမှာပဲဖြစ်ပါတယ်လက်ကအိုင်းမှာကျွန်တော်တို့တစုံစာပေါ့ခင်ဗျာဟုံးခလုတ်တွေစတက်ခလုတ်တွေပါတစုံစာဖြစ်ပါတယ်ဒီကောင်လေးကကြတော့ကျွန်တော်တို့ဒါလုံးဝရှားပါတဲ့ဟာပေါ့နော်ကျွန်တော်တို့ဒီအင်ဂျင်အတွင်းမှာအသုံးပြုရတဲ့အစိပ်ပိုင်းလေးတစ်ခုပဲဖြစ်ပါတယ်သူ packaging နဲ့သူလက်ပြီး original design နဲ့ engine stat cloud လေးတွေပေါ့နော် stat cloud လေးတွေအားစားကျွန်တော်တို့ဝယ်ယူရရှိနိုင်မှာပဲဖြစ်ပါတယ်မီလုံးအပေါ်မီအောက်မီချိန်ကြီးတဲ့ cloud လေးတွေလည်းရှိပါတယ်နော်စဲအထိုင်လေးတွေလည်းကျွန်တော်တို့ရရှိမှာပဲဖြစ်သလိုနော်စဲခေါင်းလေးတွေအားစားဝယ်ယူရရှိနိုင်မှာပဲဖြစ်ပါတယ်နော်ဘတ်ဂျူတွေအားစားကျွန်တော်တို့ရရှိမယ်ဒီကောင်လေးဆိုရင်ဒါစိုက်ငယ်ကျွန်တော်တို့ဘောက်အဖွင့်ပိတ်ကျိုးလေးတွေနောက်တစ်ခုကကြတော့ကျွန်တော်တို့လီဗာကျိုးလေးတွေလည်းရရှိမှာဖြစ်သလိုမီကန်ဝင်း component အသေးလေးတွေအားစားပိုပစ္စည်းတွေနဲ့ကျွန်တော်တို့ဒီတင်သွင်းပေးထားတာဖြစ်ပါတယ်ပစ္စည်းလေးတွေလည်းရှိမယ်relayတွေကအစကျွန်တော်တို့မှာယူတင်သွင်းထားပေးပါတယ်ဒါအော်တိုဘိန်းစီးတဲ့လူတော်တော်များများရင်းနှီးကြတယ်6လုံးပေါ်လဲရတဲ့ပြဿနာတစ်ခုချင်းစီတွေမဟုတ်ဘဲနဲ့တစ်ထိုင်လုံးဒီထဲမှာလည်း6လုံးပေါ်ပါတယ်အထိုင်ကအစရရှိမှာပဲဖြစ်ပါတယ်ဒါလေးတွေဆိုရင်ဒါ relay လေးတွေဒါဒီကောင်လေးဆိုတော့ဒါတောက်ဆင်စာပေါ့နော်တောက်ဆင်စာလေးတွေကအစမရရှိမယ်ပလတ်ကအစ original ပလတ်တင်သွင်းထားပေးတယ်ဆိုင်ငယ်တစ်စီးလုံးမှာအရေးအကြီးဆုံးအစိပ်ပိုင်းဖြစ်တဲ့ဆိုင်ငယ်ရဲ့အသက်သွေးကြောလို့ပြောလို့ရတဲ့ ECU အစလက်ပြီးဆိုင်ငယ်တွေမှာအပူပစ္စည်းနေနဲ့တင်သွင်းထားပေးတယ်ကျွန်တော်ဒီမှာတစ်ခုပြောချင်တာကကျွန်တော်တို့လက်ပြီးဆိုင်ငယ်တွေပိုပစ္စည်းတွေကတပ်ပတိအနေနဲ့ထုတ်လုပ်ခိုင်းတာမဟုတ်ဘဲနဲ့ဟောက်ချင်းဂရုကနေပြီးတော့လက်ပြီးဒီဇိုင်းနဲ့ original spare part ဖြစ်ကြောင်းကိုကျွန်တော်တို့ကုမ္ပဏီကနေပြီးတော့100%အပြည့်အဝအာမခံပေးပါတယ်ဒီမှာဆိုရင်လည်းလက်ပြီး logo ဒီဇိုင်းပါမယ်ပတ်နဲ့ ECU ဆို ECU ဒီဇိုင်းပါမယ်ခင်ဗျ QR code လေးတွေနဲ့အစအပူပစ္စည်းမှာကျွန်တော်တို့ label ကတ်ထားပြီးတော့ခင်ဗျဒီမှာဆိုရင်ဟောက်ချင်းဂရုကထုတ်ထားတာကိုကိုစားပြုတဲ့အတွက် HJ ဟောက်ချင်းဂရုကနေပြီးတော့မှထုတ်ပေးတာဖြစ်တယ်ခင်ဗျဆိုင်ငယ်ချင်းမိတ်ဆွေတို့အနေနဲ့ quality ကောက်နဲ့အရေးသွေးစိတ်ချယုံကြည်စွာဝယ်ယူပြီးတော့အသုံးပြုလို့ရနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျယခုမိတ်ဆွေတို့တွေ့ရှိခဲ့ရတဲ့ဆက်အစိပ်ပိုင်းများစပယ်ယာပဲပစ္စည်းများအပြင်ကျွန်တော်တို့လက်ပြီးမော်တော်ဆိုင်ငယ်နဲ့ပတ်သက်ပြီးပြုပြင်ထိန်းသိမ်းမှုဆိုင်ရာနည်းပညာများကိုလည်းအချိန်မီရရှိအောင်စီစဉ်ထားတာဖြစ်တဲ့အတွက်လက်ပြီးဆိုင်ငယ်စီးနှင်းနေတဲ့ကာလတစ်လျှောက်လုံးမှာအပိုပစ္စည်းရှားပါးမှနဲ့နည်းပညာအခက်ခဲတွေကိုစိုးရိမ်စရာလုံးဝမလိုတော့ပါဘူးခင်ဗျာလက်ပြီးဆိုင်ငယ်ချင်းမိတ်ဆွေများအတွက်လိုအပ်တဲ့ spare part အစိပ်ပိုင်းများကိုလည်းကျွန်တော်တို့လက်ပြီးမော်တော်ဆိုင်ငယ် showroom နဲ့လက်ပြီးမော်တော်ဆိုင်ငယ်အယောင်ကုန်တဲ့တော်ကြီးများလက်ပြီးမော်တော်ဆိုင်ငယ်ဖြန့်ဖြူးရေးစန္ဒများမှာအလွယ်တကူဝယ်ယူရရှိနိုင်အောင်စီစဉ်ဆောင်ရွက်ပေးနေတာဖြစ်လို့အပေါ်ပစ္စည်းဝယ်ရခက်မဲ့ဆိုတဲ့အတွေးတွေကိုယခုအချိန်ကစပြီးတော့လက်ပြီးဆိုင်ငယ်ချစ်မိတ်ဆွေတို့ရဲ့နှလုံးသားထဲကနေပြီးတော့အပီးပိုင်မောင်းထုတ်လိုက်ပါလို့ကျွန်တော်ကနေပြီးတော့ပြောကြားလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ